ဘာလဲဒီတင်ပြလိုက်တယ်ဒါလေးကိုအသိပညာမိတ်ဆွေတူရသွားတယ်ဆိုရင်ကျွန်တော် comment ထဲမှာ yes လုံးနဲ့ရေးပြခဲ့ပါနောက်ဘတ်ဘက်ကလည်းပြန်စစ်ကြည့်လို့ရအောင် save လုပ်ပြီးနေထားဗျာပေါ်နေတဲ့တဲလေး comment ထဲမှာ yes 10ရောက်15ရောက်မ share နေတယောက်ပဲ share နေနောက်လူတွေသိအောင် TikTok short ဘာလဲဆိုတော့ TikTok short တယ်ဒီမှာနော်ဒီမှာကြည့်ပါနော်နောက်တစ်ပုတ်ပြန်ကြည့်ပါနောက်ကျွန်တော်ရအောင်ဒီလိုလေးတွေလည်းလောက်တက်ရှင်နေဆိုရင်ကျွန်တော်ရဲ့ CPU လာဟိုက်ပြီပါမစင်ကြောင်လာဟိုက်ပြီပါဗျစိတ်ဝင်စားကြကောင်းတယ်နော်တစ်ရှော့ဟိုဈေးရောက်တာလို့နော်မြင်းလက်ဆရာလို့လုပ်သွားတယ်နော်နောက်တစ်ပုတ်ပြောင်းပဲနော်ကဲမကြည့်လားနောက်လေးနှစ်ကောင်ဒီလိုလေးပေါ့နော်ညောင်ကာလာလေးရပါလားဟုတ်လားလာနော်နောက်ကပတ်ကောင်လေးလည်းထည့်ပြရတဲ့အတွက်မတန်ဝကြည်ရင်ပြတ်သားတဲ့လာတရားလေးလာလာနိုင်ရှုပ်နေကဲဒီလိုလာရချစ်တဲ့လူရဲ့ကြည်လို့ပေါ်နေဘောနော်ဒီလိုလေးတွေ AI နည်းပညာလေးတွေနဲ့ဗီဒီယိုဖြတ်တဲ့လုပ်မှုလေးလုပ်နည်းတွေကိုပြင်ရင်းနည်းပညာစုံလေးတွေကိုသိကျင်တယ်ဆိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ comment ထဲမှာတစ်ခုခုလေးရေးခဲ့ပြီးသိဆိုသိပေါ့နော် yes လုံးတော့ရေးခဲ့